ရွှင်မှုအတွက်ကြောပူရင်ပူမနေမနာအတမတက်ခါချမ်းချမ်းလူမနေမနာဖွင့်ရှာကတောက်ကိုရင်မဝလူမထွက်ရင်မဲချီနဝမ်းသာကုန်ယူမဆုံးတော့ကိုရင်ရဲ့ဟမ်းများသာသနာတာဝန်ထမ်းဆောင်ရင်အထက်တန်းမှာပျော်ရွှင်မှုအတွက်ကြောပူရင်ပူမနေမနာအတမတက်ခါချမ်းချမ်းလူမနေမနာဖွင့်ရှာတောက်ကိုရင်မဝလူမထွက်ရင်မဲချီနဝမ်းသာကုန်ယူမဆုံးသာသနာတော်အတွင်းရှိတွေပရိယတ်ကြီးရေတောင်းလေးကိုရှင်လောင်းပေါင်းတင်မှုရာရွာဦးချောင်းဆရာတော်နဲ့မိဘဘိုးဘွားဆွေမျိုးသားချင်းရွာသူရွာသားလုံးကကိုရင်လေးရှိတဲ့နေရှာသမျှတွေကပြီးစက်ခါမြို့ကိုပညာသင်ပုတ်ပြီးလို့မနေဦးတဲ့ကျေးဇူးရှင်များပင်ဖြစ်နေတာတော်ရွာကဆရာတော်နဲ့မြို့စာတင်တိုင်းမှာဆရာတော်များမှာတပြည့်ကိုဆရာထက်တော်ဖို့စုပေးတယ်ပေးကရင်ရရင်မပင်လို့ကိုရင်သားလာပညာတော်၍ဝဲရမဟာကုံလူနဲ့ရခဲ့တာမိဘဆရာများမှာပီတိဝမ်းသာဖြစ်ကညင်ရင်ဝဲလို့တရွာလုံးပြောပွဲချင်းပါလို့လားဓမ္မပူဇာအပေါ်မှာဗုဒ္ဓတန်ခါပူဇာအပါအပျော်တကားပြောကုရရီနဲ့ပျော်ရွှင်ကြနေတာ